ဂျပန်ဘက်ကကားပစ္စည်းစက်ရုံအလုပ်ခေါ်တယ်ဆိုတော့စိုက်ပျိုးရေးမခေါ်ဘူးလားအကိုကြီးစိုက်ပျိုးရေးလေးခေါ်ရင်သွားခြင်းလို့ပါဆိုစိုက်ပျိုးရေးခေါ်တော့ကကြတော့အကိုကြီးကားပစ္စည်းစက်ရုံလေးမခေါ်ဘူးလားကားနဲ့ပတ်သက်တာတွေညီတော့ဝါသနာပါတို့ပါညီမတို့ဝါသနာပါတို့ပါစိုက်ပျိုးရေးခေါ်ပြန်တော့ကားပစ္စည်းစက်ရုံကားပစ္စည်းစက်ရုံခေါ်တော့စိုက်ပျိုးရေးလူလို့နမ်းမလိုက်နိုင်ပေါ့နော်ကိုလိုချင်တဲ့အလုပ်နဲ့တော့သွားလို့မရဘူးကျွန်တော်တို့လည်းဂျပန်မှာကုမ္ပဏီဘယ်လိုပြောမလဲစက်ရုံကြီးပိုင်တာမဟုတ်ဘူးဗျာဟိုဘက်ကလုပ်ငန်းရှင်တွေကသူတို့စက်ရုံမှာလူလိုတဲ့အလုပ်ခေါ်တာသူတို့ကကားပစ္စည်းစက်ရုံလူလိုရဲဆိုသူတို့လူလိုတာခေါ်တာပဲအဲ့မှာစိုက်ပျိုးရေးတတိယစိုက်ပျိုးရေးလူလိုတော့ခေါ်မှာပေါ့နော်မလိုဘူးဆိုလည်းခေါ်ရင်မှလည်းခေါ်မှာပေါ့နော်ဒါကြောင့်မို့သူတို့ဘက်ကလိုတဲ့အလုပ်ခေါ်တဲ့အလုပ်နဲ့သွားမှသာလင်ဂျပန်ကိုမြန်ရောက်မှာကိုလို့ချင်တဲ့အလုပ်ရွေးနေလို့မရကိုလို့ချင်တဲ့အလုပ်ရွေးနေဆိုကြာမှာပဲဘာလို့ဆိုဟိုဘက်ကလူလိုလားမလိုလားကျွန်တော်တို့လည်းမသိနိုင်ဘူးဗျာလူလိုတဲ့အခါခေါ်မယ်မလိုတဲ့အခါမခေါ်ဘူးပေါ့နော်ဒါကြောင့်မို့ခေါ်တဲ့အလုပ်ဥပမာကားပစ္စည်းခေါ်နေရဆိုအခုကားပစ္စည်းနဲ့ interview founding interview ဝင်ပြီးအောင်လို့ရှင်စားရစားနေပြင်ဆင်ပြီးသွားအဲ့ဆိုပုံမြန်တယ်ကိုရောက်လို့ကားပစ္စည်းလုတ်ပြီးတော့အချိန်တိုင်းတာတခုတည်းပေါ့နော်ခေါ်ပေးတဲ့ကုမ္ပဏီမှာလုတ်ပြီးရတဲ့အခါကိုမကြိုက်တော့ဘူးဆိုတခြားအလုပ်ကိုပြောင်းလို့ရဥပမာစိုက်ပျိုးပြောင်းချင်လားထေရုပ်ပြောင်းချင်လားတခြားစက်ရုံတွေပြောင်းချင်လားပြောင်းလို့ရတယ်ဒါကြောင့်မို့မြန်မာပြည်မှာအခုချိန်ကသွားချင်တဲ့သူမတရားများတယ်များတဲ့အတွက်လုပ်ငန်းရှင်တွေကကောင်းခေါက်ရွေးတာကိုကနေကောင်းခေါက်ရွေးလို့မရဘူးဒါကြောင့်မို့ဟိုဘက်ကခေါ်တဲ့အလုပ်နဲ့သွားဟိုဘက်ကခေါ်တဲ့အလုပ်နဲ့သွားရင်ဂျပန်ကိုမြန်ရောက်နိုင်တယ်ဒါကြောင့်မို့အခုလောလောဆယ်တော့ကျွန်တော်တို့စီမှာတခြားအလုပ်ခေါ်တာမရှိသေးဘူးကားပစ္စည်းစက်ရုံအလုပ်ခေါ်တာတော့ရှိရရှောက်ချင်တယ်ဆိုလို့ရှိရင်ရှောက်လို့ရတယ် interview founding နေတဲ့သူတွေအနေနဲ့အသေးစိတ်လာမေးလို့ရတယ်ဂျပန်စကားမတက်သေးလည်းပဲ interview ဝင်ဖြစ်လို့ရတယ်အလုပ်သင်ဗီဇာဖြစ်တယ်ခင်ဗျာလစာအနေနဲ့မြန်မာငွေ350ကျော်လောက်ရမှာဖြစ်ပြီးတော့နေစရာတတိယဘက်ကစီစဉ်ပေးရဖြစ်ပါတယ်ဒီခေါ်တဲ့အလုပ်နဲ့သွားတယ်ဆိုတော့ပို့ပြီးတော့မြန်တယ်ကိုလုပ်ချင်တဲ့အလုပ်နဲ့သွားမယ်ဆိုတော့ဟိုဘက်ကလူလိုမှခေါ်မှလူမလို့မခေါ်ဘူးဖြစ်တဲ့အတွက်ကြာကောင်းလဲကြာနိုင်တယ်မြန်ကောင်းလဲမြန်တယ်တခြားမသိနိုင်ဘူးဒါကြောင့်မို့အခုခေါ်နေတဲ့အလုပ်နဲ့အခုလျှောက်ပြီးအခုသွားမယ်ဆိုရင်တော့ပို့ပြီးတော့မြန်တာပေါ့